Hello, hello, Minglava. Arriba. Hello, Minglava. Fairly valley. Fairly white hill. Ne. Chore. Malawa. Oh. Minglava. Minglava, come here.ကျွန်တော်ဒီနေ့ပြောစရာလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တခါမှဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်မပြောဘူးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောဖို့လဲကျွန်တော်လူတွေအများကြီးမေးပေမဲ့လဲကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မပြောပြဘူးပြောဖို့လဲဘယ်လိုပြောမလဲကျွန်တော်အတွက်အချိန်မဟုတ်ဘူးလို့လဲကျွန်တော်ထင်တဲ့အတွက်ကျွန်တော်ဘယ်မှာမှလဲဒီစကားကိုကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေလွယ်လို့တက်သေးခန္ဓာလွယ်လို့ကျွန်တော်သိပြီးတော့ကျွန်တော်မပြောပြပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ဟုတ်ဝဲပြောပြီးလားရောက်ပါရောင်မစားနဲ့โอเคကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမပြောပြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခုနပြောလို့ပဲကျွန်တော်တို့ပြောဖို့လည်းအချိန်မရောက်သေးဘူးလို့လည်းကျွန်တော်ထင်တယ်စိတ်ထဲမှာလည်းဘယ်လိုပြောမလဲပြောဖို့လည်းတိတ်ပြီးတော့အဲ့ဘက်ကိုမရောက်ဖြစ်ဘူးပေါ့ဗျာအခုကျွန်တော်ဒီနေ့ညမှာကျွန်တော်ဒီတိုင်းပဲကျွန်တော်တွေးမိရင်းနဲ့ပေါ့နော်ကျွန်တော်စိတ်ထဲကနေပြီးတော့ကျွန်တော်ရဲ့ဒီနှလုံးသားထဲကနေပြီးတော့ကျွန်တော်ပြောချင်တဲ့စကားလေးဖြစ်လာလို့ကျွန်တော်ပြောရခြင်းဖြစ်တယ်ကျွန်တော်ဒီဘာသာပြောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် interview ကြီးလဲကျွန်တော်မေးကြရပေါ့နော်ဘာလို့ဘာသာပြောင်းတာလဲဘာလို့ဘာသာပြောင်းတာလဲဘာဖြစ်လို့အခုလိုမျိုးလောက်တာလဲပတ်စံရလို့လားဒါမှမဟုတ်ဘယ်လိုလဲအမျိုးစုံပေါ့နော်ပတ်စံရလို့ပြောင်းတာလားတို့ဘာဖြစ်လို့လဲတို့အမျိုးစုံမေးကြတယ်ဘာကြောင့်လဲကျွန်တော်ရင်းနှီးတဲ့သူတွေကလွဲလို့ကျွန်တော်ဒီစကားကိုကျွန်တော်လုံးဝမပြောပြဘူးပေါ့နော် interview ဒီ public လိုမျိုး interview တွေမှာပဲဖြစ်ဖြစ်ကျွန်တော်လုံးဝမပြောပြပါဘူးကျွန်တော်ဒီဘာသာကျွန်တော်နှစ်ချင်းခံယူတဲ့အချိန်မှာလဲကျွန်တော်လာပြီးတော့ဘယ်လိုပြောမလဲလာပြီး interview တွေလာမေးကြတယ်interview ဖြေဖို့အတွက်ကျွန်တော် live request လုပ်ကြတယ်ကျွန်တော်လုံးဝမပြောပြခဲ့ပါဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အတွက်အချိန်မဟုတ်သေးဘူးလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်အဲ့တော့ကျွန်တော်မပြောဘူးပေါ့နော်ဘာလို့ကျွန်တော်ခံစားချက်အနေနဲ့ကျွန်တော်ပြောရင်ဒါကျွန်တော်စကားပဲဖြစ်လိမ့်မယ်ကျွန်တော်ဆိုတာလေတကယ်တော့ဘာမှမဟုတ်ပါဘူးအဲ့တော့ကျွန်တော်စကားကိုပဲကျွန်တော်ရဲ့ခံစားချက်တစ်ခုပဲကျွန်တော်သက်သေခံလိုက်လို့ရှိရင်ဒီအရာတွေအကုန်လုံးကခံစားချက်ဖြစ်သွားရင်ဒီတခြားသူတွေကလည်းဘာမှလည်းအကျိုးထူးမှာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ညမှာကျွန်တော်လုံးသားကိုတို့ထိတယ်ကျွန်တော်တခုခုဒီရန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြခြင်းနဲ့ပြောပြတဲ့နေထင်လို့ကျွန်တော်ဒီစကားကိုဒီနေ့ဒီအချိန်မှာပြောရခြင်းဖြစ်ပါတယ်ဒီစကားကိုပြောမဲ့အချိန်မှာကျွန်တော်ကြိုပြီးတော့စကားပလင်ခံချင်တာကတော့ကျွန်တော်တက်လို့လည်းမဟုတ်ဘူးကျွန်တော် every religion ကိုဘာသာတိုင်းကိုကျွန်တော် respect ထားပါတယ်ဘာသာတရားတိုင်းကအကုန်လုံးကောင်းတယ်
ဘာသာတရားတဲ့အကုန်လုံးကောင်းပါတယ်ဘာသာတရားတဲ့အကုန်လုံးကအရန်ကိုလှပတယ်အကုန်လုံးအရန်ကောင်းမွန်ပါတယ်ဒါပေမဲ့ကျွန်တော်အခုပြောရခြင်းဒီကျွန်တော်ယုံကြည်သူတယောက်ဖြစ်လာရတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော် sharing လုပ်ပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောခဲ့တဲ့စကားတွေထဲမှာလည်းဟိုအမြင်မတူတာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုနားလည်ပေးဖို့အတွက်ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အဲ့တော့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးတော့intro ဝင်ပြီးသွားပြီဆိုတော့ကျွန်တော်စပြီးတော့ကျွန်တော်ပြချင်ပါတယ်ဒီအချိန်ကတော့အရင်တော့ဟိုပြောရမယ် live လွှင့်ရမယ်အချိန်တော့live လွှင့်ရမယ်အချိန်တော့မဟုတ်ဘူးထင်တယ်ဒါပေမဲ့ဟိုအချိန်နေဆိုတာကျွန်တော်တို့ကတော့မိုးချုပ်နေပြီဖြစ်ပေမဲ့ဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့ဒီမမြင်နိုင်တဲ့ဟိုဖျားသခင်ရဲ့ဟိုတိုးထီခြင်းတွေကကျွန်တော်24/7မှာဘယ်အချိန်လဲကျွန်တော်မသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်ဒီနေ့ည10နာရီမခွဲ10နာရီလောက်မှာကျွန်တော်တို့အရန်ကိုဖျားရဲ့တိုးထီခြင်းကိုကျွန်တော်ခံရတယ်အဲ့တော့ဟိုကျွန်တော်ဟိုဘယ်လိုပြောမလဲအဲအကြောင်းကျွန်တော်အခုပြောရခြင်းဖြစ်ပါတယ်โอเคကျွန်တော်ဒီယုံကြည်သူဖြစ်လာတယ်ဆိုတော့အကြောင်းရင်းကတော့ကျွန်တော်ဒီ2020 COVID ကာလမှာကျွန်တော်အရန်ကိုကျွန်တော်တို့လူငယ်တွေအနေနဲ့အရန်ကိုလမ်းပြောက်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီ2021မှာလဲကျွန်တော်တို့အတော့ကျွန်တော်အနေနဲ့ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတဲ့အရာကိုကျွန်တော်မသိတော့ဘဲနဲ့ကျွန်တော်အတော့ကိုလမ်းပြောက်တယ်ကျွန်တော်ကတကယ်တော့အရန်ပြောညံ့တဲ့သူတယောက်ပေါ့နော်ကျွန်တော်အရင်တော့ကပုံစံကျွန်တော်အရန်ပြောညံ့တယ်ကျွန်တော် emotional အရန်ဖြစ်တယ်ဘယ်အရာမဆိုကျွန်တော်ကတခုဆိုရင်ကျွန်တော်စိတ်ထဲမှာကငါတက်တည်လိုက်တော့မယ်ကွာငါ give up လုပ်လိုက်တော့မယ်ကွာငါဘယ်အရာမှငါရင်မဆိုင်ချင်တော့ဘူးငါမလုပ်ချင်တော့ဘူးဒါငါမဟုတ်တဲ့အရာမဟုတ်မခံတခုဆိုငါတခုရှင်းလိုက်မယ်မဟုတ်မခံတခုဆိုလဲငါစိတ်တကြရနဲ့ဂျုံပြီဆိုရင်ဒီလောကဒဏ်ပေါ့နော်အဲ့အရာတွေကိုကျွန်တော်လုံးဝမခံနိုင်တဲ့သူတယောက်ပါကျွန်တော်ဆိုရင်တခုဆိုဒါပုံဝင်လင်းလေးပြမယ်ဆိုကျွန်တော်အရင်တခုစိတ်တကြစရာတွေ့ပြီးတော့နည်းနည်းလေးတောင်မှကျွန်တော်မှာ depression ရှိရယ်ကျွန်တော်စိတ်ယောဂဆရာဝန်နဲ့လည်းကျွန်တော်ပေါ့နော်ဟိုဘယ်လိုပြောမလဲတိုင်မင်ဖို့တွေပါတယ်ကျွန်တော်ပြောတယ်ဒါပေမဲ့ကျွန်တော်လည်းတိုင်မင်ခဲ့ရလေးလည်းရှိတယ်ကျွန်တော်ဘယ်အရာနဲ့မှကျွန်တော်ရဲ့ဒီ depression ကျွန်တော်ရဲ့ဒီအထက်ကဖြစ်နေတဲ့အရာကိုကျွန်တော်ကုလို့မရခဲ့ပါဘူးဘယ်လိုပဲစီးတွေတောက်ဘယ်လိုပဲစိတ်တွေကိုငြိမ်အောင်ထားကျွန်တော်မငြိမ်နိုင်ခဲ့ပါဘူးအဲ့တော့ကျွန်တော်အဲ့ဒီ2020နှစ်ဝက်လောက်ကနေပြီး2021မှာကျွန်တော်အရန်ကိုစိတ်တကြခဲ့ရတယ်အရန်ကိုဖြတ်ခက်ခဲတဲ့ဟိုကာလာတွေနဲ့ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်ဒါကျွန်တော်အမှန်တိုင်းဟိုဒါဝန်ခံတာကျွန်တော်လူငယ်ဆိုတော့ကျွန်တော်မှာအိမ်မက်တွေအများကြီးရှိတယ်ဟို plan လုပ်ထားတယ်အစီအစဉ်ချထားတဲ့အရာအများကြီးရှိတယ်ကျွန်တော်ဘာလုပ်မယ်ကျွန်တော်အတွက် opportunity လဲတကယ်အခွင့်အလမ်းတွေလဲကျွန်တော်အများကြီးရှိခဲ့ပါတယ်အများကြီးလည်းရှိတယ်အဲ့အခွင့်အလမ်းတွေအတွက်ပဲကျွန်တော်ကအခွင့်အလမ်းတွေအတွက်ပဲကျွန်တော်အမြဲတမ်းအားစိုက်တယ်ငါလုပ်ရင်ငါရမယ်ပေါ့ငါလုပ်ရင်ငါရမယ်ငါကြိုးစားတဲ့အတွက်ဒီအရာဒီရတယ်ပေါ့အဲ့လိုပဲကျွန်တော်ခံယူထားခဲ့ပြီးတော့ကျွန်တော်ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်ဘယ်လောက်ကြိုးစားပြီးမဲ့လဲကျွန်တော်အဲ့အရာတွေရုပ်တရက်ကြီးဆုံးရှုံးသွားတယ်ရုပ်တရက်ကြီးကျွန်တော်တို့ရက်တန့်သွားတယ်အကာလတွေဖြစ်လာတဲ့အခါမှာအဲ့ဒီအချိန်မှာကျွန်တော်အရန်လမ်းပြောက်တယ်ငါဘာဆက်လုပ်ရမလဲဒါပေမဲ့လည်းငါကြံပါသေးတယ်ပေါ့ငါရဲ့ plan B ကြံသေးတယ်အဲ့ plan B ပေါ့နောက်တစ်ခုကျွန်တော်ရဲ့goals တစ်ခုကိုကျွန်တော်ဆက်ပြီးတော့လုပ်လို့ရမယ်ဆိုပြီးတော့ကျွန်တော်အဲ့တော့ဗတ်ထပ်ပြီး try တယ်ပထမတစ်ခုဆုံးရှုံးသွားတယ်နောက်တစ်ခုထပ် try တယ်အဲ့နောက်တစ်ခုကပါပဲကျွန်တော်တို့ရုပ်တရက်ကြီးcut off ဖြစ်သွားတယ်ရုပ်တရက်ကြီးအဲ့အလုံးနဲ့ကျွန်တော်မလုပ်ဖြစ်တော့ဘူးအခြေအနေတွေရပါတော့အဲ့အလုပ်ကလည်းကျွန်တော်ဘာလို့လဲမပြောတော့ဘူးကျွန်တော်တို့အရန်ကိုကြီးမားတဲ့အခွင့်အရေးကျွန်တော်တွေမဟုတ်ဘူးကျွန်တော်မိသားစုကပါကျွန်တော်အဲ့အရာတို့အရန်ကိုဖြစ်စေခြင်းနဲ့အရန်ဂုံယူတဲ့ဘယ်လိုပြောမလဲအလုပ်တစ်ခု opportunity တစ်ခုကျွန်တော်ဘဝအမှုပြန်လုပ်ခဲ့တဲ့ဒီ6နှစ်လုံးမှာကျွန်တော်6နှစ်9နှစ်လုံးမှာကျွန်တော်ဒီ opportunity ကိုကျွန်တော်ဘဝမှာအရန်လိုချင်ခဲ့တဲ့အရာ
အရန်လူချင်းခဲ့တဲ့အရာဒါပေမဲ့အဲ့အရာကိုဘယ်လိုပြောမလဲလူရင်းမရောက်တော့ဘူးတဲ့လူရင်းရောက်ဖို့ကကျွန်တော်ရဲ့ဒီ story ကအကုန်လုံးပြောပြတော့မှတေချာသိမှာပေါ့နော်အဲ့တော့ဟိုဒါကတော့ကျွန်တော်ဒီတိုင်းပဲသက်သေခံတာဖြစ်တဲ့အတွက်ဟိုဘယ်လိုပြောမလဲချက်တော့စိတ်ရှည်ပြီးတော့ကြည်ပေးပါလို့နော်ဟိုအဲ့တော့အဲ့အချိန်မှာကျွန်တော်လမ်းပြောက်တယ်ငါဘာမှဆက်မလုပ်တော့ဘူးငါဘာမှဆက်မဖြစ်တော့ဘူးဆိုပြီးတော့ကျွန်တော်အဲ့ဒီရဲ့ကျွန်တော်နောက်ဖွေးမှာကျွန်တော်အဲ့နေ့ကကျွန်တော်နောက်ဖွေးမှာကျွန်တော်နေပြီးတော့ကျွန်တော်ဟိုပေါ့နော်ဘာလို့အောင်လဲငါ့ကိုဘယ်သူကဲမလဲကျွန်တော်အရန်အားထားရတဲ့ကျွန်တော်အရန်အားထားရတဲ့လူတွေကိုလည်းကျွန်တော်ဖုန်းဆက်တယ်ဖုန်းဆက်တော့သူတို့တွေအကုန်လုံးလည်းကျွန်တော်လုံးဝလှည့်မကြည့်ဘူးပေါ့နော်ကျွန်တော်ဘာမှကျွန်တော်တို့အခြေအနေတခုကဘာမှမရှိတော့ဘူးဗျာဘာမှမရှိတော့ဘူးအဲ့ဒီညအကြောင်းပြန်စဉ်းစားရင်တော့မှကျွန်တော်တကယ်ကိုရင်မထဲမှာအရန်နာနေတော့မယ်ကျွန်တော်သိအားထားတဲ့လူတွေလည်းကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်သိပြီးတော့ဟိုကျွန်တော်ကူညီလောက်မယ်ဆိုတဲ့လူတွေလည်းဖုန်းဆက်တယ်လုံးဝအဲ့ဒီမှာကျွန်တော်စီဖုန်းမကင်တော့ဘူးကျွန်တော်ကဘယ်အရာမှကျွန်တော်ဟိုချီးဆက်လို့မရတော့ဘူးလို့ထင်တဲ့နေပေါ့နော်အဲ့ဒီမှာကျွန်တော်ဆူတောင်းဖြစ်တယ်အဲ့ကျွန်တော်တကယ်ချင်းပြောပြထားတဲ့ဒီယေရှုJesus is alive there okayကျွန်တော်ပြောတယ်God if you are real please show me you know ကျွန်တော်တို့ကျွန်တော်ဖြစ်နေတဲ့အခက်အခဲတွေကိုပြောပြတယ်ကျွန်တော်ဒီလိုပုံမှန် regular conversation လို့ပဲကျွန်တော်ပြောပြတဲ့အချိန်မှာကျွန်တော်အတွက်အဲ့ဒီမှာတကယ်ကျွန်တော်ထိုင်နေတဲ့ဒီဘရင်းပေါက်ကနေပြီးတော့ it's kind of like a bright light ကွာအဲ့လိုမျိုးကျွန်တော်အစီအထဲမှာမြင်တယ်ဒါကတော့ပြောရင်တော့is ဟိုဒီပုံမှန်လူအခြေအနေနဲ့ပြောရင်တော့ဒါတော့ coincidence တစ်ခုပေါ့နော်အတိုက်ဆိုင်တယ်လို့ပဲမြင်ကောင်းမြင်လိုက်မယ်ဒါပေမဲ့ကျွန်တော်အဲ့လိုဖြစ်ခဲ့တဲ့နောက်နေရာစပြီးတော့ကျွန်တော်တို့လုံးဝပြောင်းနေတဲ့လမ်းတွေကနေပြီးတော့ပြန်ပေါ်လာတယ်အခွင့်လန်းတွေကဘယ်မှမသိတဲ့အခွင့်လန်းတွေကကျွန်တော်စီကိုရောက်လာတယ်အရန်ခက်ခဲပါတယ်ဆိုတဲ့အခြေအနေတခုမှာဘယ်မှမသိတဲ့အခက်ခဲတွေဆိုတဲ့အရာတွေကဟိုရောက်လာတယ်ပေါ့နော်အဲ့တော့အဲ့အချိန်မှာဒါဘယ်လိုလဲပေါ့ဒါဘာကြောင့်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စုံစမ်းတယ်လေးလာတယ်ပေါ့ပြောရမယ်ဆိုလေးလာငါဘယ်လိုအရာတွေကဖြစ်တာလဲအဲ့အချိန်မှာစပြီးတော့ကျွန်တော်ယုံကြည်သူတယောက်အနေနဲ့ကျွန်တော်ဘယ်လိုမျိုးရှိတင်လဲဘာတွေလဲဆိုတော့ကျွန်တော်စပြီးလေးလာဖြစ်တယ်။ဒါတော့ကျွန်တော်ဒီလေးလာတဲ့ပတ်သက်တာနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှစိတ်လဲမဝင်စားဘူးကျွန်တော်ကလည်းကျွန်တော်ရဲ့ဖြစ်ချင်တဲ့အိမ်မက်တွေကိုပဲကျွန်တော်အာရုံစိုက်တဲ့သူတယောက်ပေါ့နော်။အဲ့ဒီအချိန်မှာဘယ်လိုပြောမလဲအဲ့ဒီအချိန်မှာကျွန်တော်အရန်တူးထီချင်းခံရတယ်ဖခင်ရဲ့တူတီချင်းအရင်ခံရတယ်ဒီတောက်လျှောက်လုံးမှာကျွန်တော်ယုံကြည်သူအစ်စ်တော့မဖြစ်သေးဘူးပေါ့နော်ကျွန်တော် basics မလုပ်ရသေးဘူးဒါပေမဲ့ကျွန်တော်မယုံကြည်သူတဝက်ပေါ့နော်အဲ့ဒီမှာကျွန်တော်လေးလာရင်းနဲ့ဖခင်စီကညီသက်ချင်းတွေရရှိတယ်တူတီချင်းတွေရရှိတယ်ကျွန်တော်အလူတစ်တယောက်လိုဖြစ်သွားတယ်လို့ခံစားရတယ်ကျွန်တော်အဲ့တော့ကျန်းစာတွေပါလေကျွန်တော်မဖတ်ဘူးကျွန်တော်ကျန်းစာတွေပါလေဆိုတော့လေကျွန်တော်တို့ဘာမှအရင်ယူအစိမ့်သက်ဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်လူတစ်တယောက်လိုခံစားရတယ်နေ့ရက်တိုင်းမှာကျွန်တော်တို့ညီတချင်းတစ်ခုကကျွန်တော်စိတ်ထဲမှာအမြဲရှိနေတယ်ကို safe ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီမတိစိတ်ထဲမှာကကျွန်တော်ရဲ့ဘေးနားမှာဒါကျွန်တော်ရဲ့ဖျားသခင်ရှိရဲဆိုတဲ့အရာကိုကျွန်တော်ခံစားမိတယ်ခံစားမိပြီးတော့ကျွန်တော်တောက်လျှောက်ပဲကျွန်တော်စီမှာအများကြီးတက်တည်ခံချက်တွေအများကြီးဖြစ်တယ်ဒါပေမဲ့အကုန်ပြောရင်တော့အချိန်ကပြီးမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့နေ့မှာပဲကျွန်တော်အဲ့နေ့ကစပြီးတော့ကျွန်တော်နောက်ပိုင်းမှာပဲကျွန်တော်အဲ့ညီတဲ့ချင်းတစ်ခုကဒါပါလားဘယ်သူကျွန်တော်ငါတို့ရဲ့တကယ်အရင်းမြစ်ကဒါပါလားဆိုပြီးတော့ကျွန်တော်ဖြတ်တန်းဖြစ်ပြီးတော့ကျွန်တော် Baptist လုပ်ဖြစ်တာပေါ့နော်အဲ့ဒါနဲ့စပြီးကျွန်တော်ယုံကြည်သူတယောက်ဖြစ်လာခဲ့တယ်ကျွန်တော်ပြောတယ်ဟိမင်းသူကပတ်စံရလို့ဒီလိုမျိုးယုံကြည်သူတယောက်ဖြစ်လာတာလားပေါ့နော်အဲ့လိုမျိုးပြောတယ်ပေါ့နော်ကျွန်တော်အမေကိုသွားမေးတာကျွန်တော်အမေသွားမေးတဲ့အချိန်မှာကျွန်တော်အမေက
အဲ့လိုမဟုတ်ပါဘူးပေါ့ဒါပေမဲ့အဲ့မေကွန်းကိုကျွန်တော်ဒီမှာပဲတစ်ခါလေးပြပြခြင်းတယ်ကျွန်တော်ဒီနေ့ဒီဖះเจ้าမှာကျွန်တော်ရဲ့တင်ရုပ်ရှင်ဆက်စံပြီးတခြားဒီဖះနဲ့ပတ်သက်တဲ့အမှုတော်ကိစ္စတွေတိုင်းမှာကျွန်တော်ပါဝင်နိုင်တဲ့အရာကနေပြီးတော့ကျွန်တော်တက်နိုင်တဲ့လောက်ပါဝင်တယ်ကျွန်တော်စိတ်ကောလူရောနှလုံးသားရောနှစ်ပြီးတော့ကျွန်တော်ပါဝင်ပါတယ်ကျွန်တော်ကိုအကယ်ဒါသွားလာပေါ့နော်ပတ်စံပေါ့နော်ကျွန်တော်ကျေးဇူးတင်တဲ့အနေနဲ့ဂုဏ်ပြုတဲ့အနေနဲ့ပြီးတဲ့နောက်မှာကျွန်တော်တခါမှမယူခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ကျေးဇူးရှင်ဖះကိုကျွန်တော်ပြန်ပြီးကျေးဇူးပြုရင်ရရင်ကျွန်တော်တို့ကဒါကျေးဇူးတော်ပဲလို့ကျွန်တော်ခံယူတယ်အဲ့အတွက်ကျွန်တော်ဘယ်လိုပြောရမလဲဒီရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပတ်စံကိုလုံးဒီနေ့ထိလုံးဝမယူနောက်လဲကျွန်တော်လုံးဝယူဖို့လည်းအစိတ်ကူးမရှိဘူးပြီးတော့ကျွန်တော်ရဲ့ဒီအခုဖះကျေးဇူးတော်နဲ့ရလာတဲ့အခွင့်အလမ်းတွေကနေပြီးတော့ကျွန်တော်10% ကိုကျွန်တော်အများနဲ့ဖះเจ้าလူတယ်အများနဲ့လူတွေကိုပြန် sharing လုပ်တယ်ဒါကတော့ကျွန်တော်တို့ရဲ့ပေါ့နော်ဒီသွားတဲ့လမ်းကြောင်းပေါ့နော် technique ပေါ့နော်အဲ့တော့အဲ့မှာပဲကျွန်တော်အမြဲတမ်းကျွန်တော်လိုအပ်တဲ့လူတွေကျွန်တော်ဒီ Facebook ပေါ်မှာတင်တာတော့နည်းနည်းပေါ့ဒါပေမဲ့ကျွန်တော်အပြင်မှာဘယ်လိုပြောမလဲ Vice နေတဲ့သူတွေတွေ့တယ်တခုလိုအပ်တဲ့သူတွေ့ရင်ကျွန်တော်လှူတယ်လှူတဲ့နေရာမှာလှူတယ်ဒါဖျားပြီးတဲ့ပတ်စံကကျွန်တော်သူများကိုပြန်ပြီး sharing လုပ်ကြမယ်ဆိုပြီးဖျားမှားရတဲ့အတိုင်းပဲကျွန်တော် sharing လုပ်တယ်အဲ့လိုပေါ့နော်ဒါကျွန်တော်ဖြတ်တန်းလာတာပေါ့နော်ပတ်စံရလို့တွေကျွန်တော်ဒီလိုမျိုးဟိုဖြစ်လို့တွေကျွန်တော် fame အတွက်တွေ like ဒီ financial အတွက်တွေပတ်စံအတွက်တွေနဲ့ကျွန်တော်လုံးဝမဆိုင်ဘူးကျွန်တော်ရဲ့ဒီဘာသာရေးဆိုတဲ့အရာတွေကလည်းဒါအကုန်လုံးကောင်းတယ်ဒါကျွန်တော်အကုန်လုံးအရင်လာပါတယ်ဒါတော့ကျွန်တော်ရဲ့ perspective ကျွန်တော်ရဲ့ဟိုခံယူချက်ကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ဒါကျွန်တော်ကတော့ဒါသက်တည်ခံရခြင်းဖြစ်တယ်ဟိုအဲ့တော့ဒါကတော့ကျွန်တော်တခုခုလိုအပ်တာရှိတယ်ဆိုလဲအမြင်စောင်းသွားတာဆိုလဲကျွန်တော်request လုပ်တယ်တောင်းပန်တယ်ကျွန်တော်နားလည်ပေးပါဒါကတော့ကျွန်တော်ဒီတိုင်းပဲကျွန်တော်သက်တည်ခံခြင်းဖြစ်တယ်အဲ့တော့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်အများကြီးပဲဟိုပြောရမယ်ဆိုရင်သက်တည်ခံချက်တွေကကျွန်တော်တို့မကုန်နိုင်ပါဘူးအများကြီးမှတကယ်တော့အများကြီးပါပဲဒါပေမဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေပြောရင်ကျွန်တော်စီမှာအများကြီးရှိပါတယ်တေချာကျွန်တော်အမြဲတမ်းလူတွေကိုတွေ့ရင်ပြောပြသလိုပဲဟိုဘယ်လိုပြောမလဲပြောမယ်ဆိုရင်တကယ်သက်တည်ခံမယ်ဆိုရင်ကျွန်တော်တို့က2ရက်3ရက်4ရက်လောက်တောက်လျှောက်ပြောရင်တော့မကုန်းလောက်ဘူးထင်တယ်ပေါ့နော်ဒီတက်ကြော်ရင်တော့ကြော်သွားလောက်တယ်ဒါကျွန်တော်ရဲ့ perspective လေးကိုကျွန်တော်ဒီနေ့ညမှာကျွန်တော်ဒီ testimony လေးကိုပေါ့ကျွန်တော်ဒီနေ့ sharing လုပ်ပေးတာဖြစ်ပါတယ်ဟုတ်ကျွန်တော်အားလုံးလည်းတည်ကျင်နေကြတဲ့လူတွေအကုန်လုံးကိုကျွန်တော်ဒါ sharing လုပ်ပေးခြင်းဖြစ်တယ်ဟိုအခြေအနေတွေနဲ့ဆိုရင်တော့ကြည့်ရင်တော့ကျွန်တော်ကတော့ဟိုဒါကတော့မယုံကြည်သူအတိုင်းဝိုင်းနေကျွန်တော်ကတော့ယုံကြည်သူတယောက်ဖြစ်လာတယ်ပုံမှန်အခြေအနေနဲ့ကြည့်ရင်တော့ဒါကတော့တိတ်တော့ဟိုနည်းနည်းတော့တစ်မျိုးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ဖခင်ကတော့အမြဲတမ်းသူ့ရဲ့အစီအစဉ်တွေအောက်မှာပဲကျွန်တော်တို့ရှိတဲ့အတွက်အကောင်းဆုံးတွေပြင်ဆင်ပေးရလို့ပဲကျွန်တော်ယုံကြည်တယ်အားလုံးလည်းကျေးဇူးအများကြီးတင်တယ်ကျွန်တော်တမျိုးမမြင်ကြပါနဲ့ကျွန်တော်ဒီတိုင်းလေးပဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့ယုံကြည်သူညီကိုမောင်နှမတွေကိုလည်းကျွန်တော်ဒီဥစ္စာလေးကိုကျွန်တော် sharing လုပ်ပေးခြင်းတယ်ဆိုတော့ဟိုစိတ်ကြောင့်ပေါ့နော်ကျွန်တော်ဒီနေ့မှာဒီလိုလေး sharing လုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်တယ်အားလုံးလည်းဒီယုံကြည်သူညီကိုမောင်နှမအားလုံးလည်းတစ်ခုနှလုံးသားထဲမှာဒုတိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်ရဲ့လုံးဝအားနေတဲ့သူကနေပြီးတော့တကယ်ကိုဟိုစိတ်ထားပြောညံ့တဲ့သူကနေတကယ်ကိုစိတ်ထားဘယ်လိုပြောမလဲခိုင်ခန့်တဲ့သူဖြစ်ဘယ်လိုပြောမလဲဖြစ်လာဖို့တော့ကတော့ကျွန်တော်တို့ဒီဖခင်ရဲ့ season နဲ့ပဲကျွန်တော်တို့ဖြတ်သန်းပါတယ်အားလုံးကျေးဇူးအများကြီးတင်တယ် okay အဲ့တော့okay မိုးလဲချုံနေပြီဆိုတော့ကျွန်တော်ဒီနေ့ဒီလောက်ပဲကျွန်တော်စိတ်ထဲမှာပြောချင်တဲ့အရာလေးပြောခွင့်ရရှိရတဲ့အတွက်လည်းကျေးဇူးချီးမွမ်းတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဟုတ် okay အားလုံးပဲ God bless you ပါခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဘာများထပ်ပြီးတော့ comment လေးကျွန်တော်နည်းနည်း like ဖတ်နေရပါတော့
ကျွန်တော်နောက်ဆုံးမှာကျွန်တော်ရေးထားတဲ့ဒီကျွန်တော်ရေးထားတဲ့မျက်မှောက်တော်ပေါ့နော်မျက်မှောက်တော်ဆိုတဲ့ချင်းလေးနဲ့ကျွန်တော်ဖျားကြီးစီကိုချီးမွမ်းခြင်းနဲ့ပြီးတော့အားလုံးgood night လို့ပြောပြီးတော့ကျွန်တော်ဒီ live လေးကိုရပ်လိုက်ချင်ပါတယ်ဒီဂျေဇုတော်ဆိုတဲ့တခြင်းလေးကလည်းကျွန်တော်တကယ်ဆူတောင်းပြီးတော့ရေးထားတဲ့တခြင်းလေးဖြစ်တယ်ကျွန်တော်ဖျားချင်းတခြင်းတစ်ပုတ်ရေးရတယ်ဆိုတာကကျွန်တော်အသေးအခွဲတခြင်းတွေဆိုရင်ဗျာရေးရတာလွယ်တယ်ပျော်တဲ့ချင်းတွေ love song တွေရေးရတာအရင်လွယ်ပါတယ်ဆိုတော့မလွယ်ဘူးပေါ့နော်ရေးနေကြတဲ့ပုံစံလေးဆိုတော့ထွက်တာပေါ့နော်ဒါပေမဲ့ဖျားချင်းရေးရတဲ့အခါမှာတကယ်ခံစားချက်အစစ်မှန်နဲ့ရေးရတာဖြစ်တဲ့အတွက်အရန်ကိုခက်ခဲတယ်အရန်ကိုလည်းဘယ်လိုပြောမလဲအရန်ဖျားရဲ့ကောင်းချီးလိုအပ်တယ်အဲ့တော့ကျွန်တော်ဒီသချင်းကိုရေးဖို့အတွက်ဒီသချင်းပေါ့မျက်မှောက်တော်ဆိုတဲ့သချင်းမဖြစ်လာခင်ဖျားသချင်းရေးဖို့အတွက်ကျွန်တော်အချိန်ယူခဲ့တာ3လ4လလောက်ကြာခဲ့တယ်လုံးဝမထွက်လာဘူးဒါပေမဲ့ကျွန်တော်ဆူတောင်းခြင်းနဲ့ရေးတဲ့အခါမှာတော့ဒီသချင်းလေးတစ်ပုဒ်ထွက်လာတယ်ဒီသချင်းလေးရေးတဲ့အခါမှာလည်းကျွန်တော်အရန်ကိုမျက်ရည်ကျရတယ်တကယ်စူနေတန်းလန်းနဲ့တွေးနေတန်းလန်းနဲ့တော့မှကျွန်တော်ဝမ်းနေတယ်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ရဲ့ကိုတွေ့ကိုကျွန်တော်တန်းနိုင်သလောက်ရေးထားရဖြစ်တယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီနောက်ဆုံးဒီဖခင်မျက်မှောက်တော်ဆိုတဲ့ရှင်းလေးနဲ့ချီးမွမ်းနေအားလုံး good night လို့ပြောချင်ပါတယ်โอเคပါမပြေလို့ရှိတာပဲငါလည်းမင်းလို့ပြေလို့ရှိဘူးတဲ့ဘဝလည်းကြီးမပြေလို့မလွတ်နိုင်ပဲမောင်မိုက်ခေမောင်တို့ရဲ့မလဲချလို့နေခိုင်းဘသူကမင်းကိုဆွဲထူလဲအောင်မလဲရောက်တဲ့ကိုမလန့်ပြောင်းလို့နေတိုင်းသူလင်းပြီးစီရဲ့စီချင်းတို့ခိုးလို့ရလောကသားတို့ဝမ်းမြောက်ရာကိုရောရေးနိုင်မိချစ်တွေကိုကိုလုံးရင်တာကိုရောကြောင့်သက်ရှင်ရတဲ့ဘဝကိုရောကြောင့်ကောင်းချီးများခံစားကိုရောရေးမျက်မှောက်ထေတာလုံးချုံဆုံးဒေတာကိုရောကြောင့်သက်ရှင်ရတဲ့ဘဝကိုရောကြောင့်ကောင်းချီးများခံစားကိုရောရေးမျက်မှောက်ထေတာလုံးချုံဆုံးဒေတာကိုရောမျက်မှောက်တော်ပါ hallelujah hallelujah ကိုရောမျက်မှောက်တော်ပါ hallelujah hallelujah ဘဝမှာကြီးချမ်းတဲ့ရှိနေလေကိုရောကမြည်တဲ့လူရှိနေတယ်မုန်တိုင်းချမ်းတဲ့တိုင်းနေလေကိုရောကမြဲလို့ထားနေစေသင်မမေးတဲ့ဘူပန်များတဲ့လောကထဲမှာကိုယ်တိုင်ကတင်ဘူးကတော့လေကိုရောရဲ့ဂျေဇုတော်ကြောင့်ပဲစေခြင်းတို့ကိုလုံးရလောကသားတို့ဝမ်းမြောက်ရာကိုရောရေးနိုင်မိချစ်တွေကိုကိုလုံးရင်သာကိုရောကြောင့်သက်ရှင်ရတဲ့ဘဝကိုရောကြောင့်ကောင်းချီးများခံစားကိုရောရေးမျက်မှောက်ထေတာလုံးချုံဆုံးဒေတာကိုရောကြောင့်သက်ရှင်ရတဲ့ဘဝကိုရောကြောင့်ကောင်းချီးများခံစားကိုရောရေးမျက်မှောက်ထေတာလုံးချုံဆုံးဒေတာကိုရောမျက်မှောက်တော်ပါ hallelujah hallelujah ကိုရောမျက်မှောက်တော်ပါ hallelujah hallelujah ကိုရကပြန်ပန်းဆုံးဖြတ်တယ်ကိုရောကလုံးသားကြည်တတ်တယ်လူတွေကပြန်ပန်းဆုံးဖြတ်တယ်ကိုရောကလုံးသားကြည်တတ်တယ်လူတွေကပြန်ပန်းဆုံးဖြတ်တယ်ကိုရောကလုံးသားကြည်တတ်တယ်လူတွေကပြန်ပန်းဆုံးဖြတ်တယ်ကိုရောကလုံးသားကြည်တတ်တယ်ကိုရောကလုံးသားကြည်တတ်တယ်
Guru John the Shia de Boa, Guru John Couchinya Kenza, Guru Jinya Moteda, Lone Jones on did that. Guru John the Shia de Boa, Guru John Couchinya Kenza, Guru Jinya Moteda, Lone Jones on did that. Guru Yamatoba. Guru Yamato Okay,အားလုံးကျေးဇူးများတင်ပါတယ်အားလုံးပဲဘုရားခင်ကောင်းချီးပေးပါစေလို့ကျွန်တော်ဆုတောင်းရတဲ့ဒီည live လေးကိုဒီမှာပဲရက်ချင်ပါတယ်အားလုံးပဲ good night ပါခင်ဗျာဒါ